ချမ်းမူးကိုစားကြည့်ဖို့ကြွေးလိုက်ပါတယ်။အဲ့ဒီအခါမှာအရိဏမအလှန်နဲ့ထိုးယူထားတဲ့တမ်းများသီးတွေကချိုပြီးစားကောင်းနေတာကိုချမ်းမူးလည်းအံ့ဩစွာသိရှိလိုက်ရပါတယ်။ဒီလိုနဲ့ကျန်စစ်သားဟာတမ်းများချမ်းမူးကိုနှုတ်ဆက်ပြီးတာနဲ့အေယာဝတီမြက်ကံဘက်ကိုခရီးထပ်ဆက်လာခဲ့ပါတယ်။မြစ်ကန်တဲ့ဘေးကိုရောက်တော့ခက်လန့်လှမ်းမှာလှေလော်ခန့်နေတဲ့သူတယောက်ကိုတွေ့တဲ့အခါကျန်စစ်သားကလှေလော်ခန့်နေတဲ့သူကိုလှမ်းခေါ်ပါတယ်။လှေလော်ခန့်နေတဲ့သူကမကြားသလိုလိုမကြားချင်အောင်ဆောင်သလိုလိုဟန်ဖြစ်နေတာကြောင့်ကျန်စစ်သားဟာသူ့မှာပါလာတဲ့အရိဏမအလှမ်းနဲ့အချိန်အဟုန်ပြင်းစွာလှေဦးကိုပစ်ဆိုင်လိုက်ပါတယ်။အလွန်ပင်အချိန်ပြင်းတဲ့အရိဏမအလှမ်းကြောင့်လှေရဲ့ဦးတီချက်ကလဲထွက်သွားပြီးတော့လှေသမားထိတ်ထိတ်လန့်လန့်နဲ့ဖြစ်ကလှမ်းခေါ်နေတဲ့ကျန်စစ်သားကိုတွေ့သွားပါတယ်။အဲ့ဒီအခါကျမှပဲလှေသမားကကျန်စစ်သားစီရောက်လာပြီးတော့ကျန်စစ်သားကိုအေယော်ဒီမြစ်ရဲ့တစ်ဖက်ကံကိုလိုက်ပို့ပေးလိုက်ပါတယ်။ကျန်စစ်သားဟာမြစ်ရဲ့တစ်ဖက်ကံကိုရောက်တော့ခရီးပန်းပြီးတော့မအေးရသေးမစားရသေးတာကြောင့်ခဏတာအိတ်ဆက်အနားယူဖို့အတွက်တစ်ပင်ကြီးတစ်ပင်ရဲ့အောက်ကိုတွားရောက်အနားယူနေလိုက်ပါတယ်။ခဏအကြာမှာတော့ပကံပြည်ကကျန်စစ်သားကိုမနာလိုမုန်းတီးသူတွေဆေလွှတ်လိုက်တဲ့လက်ရွေးစင်စစ်တီတချို့နောက်ရောက်ခံပြီးတော့ကျန်စစ်သားကိုရှင်းဖို့အတွက်ကျန်စစ်သားထံရောက်ရှိလာကြပါတယ်။တတိဝိရိယအင်မတန်ကောင်းတဲ့ကျန်စစ်သားကသူ့ကိုလာရောက်တိုက်ခိုက်ကြတဲ့ရန်သူတွေကိုချက်ချင်းပဲခုခံတိုက်ခိုက်နိုင်ပြီးတော့တချို့ကအရိဏမလှန်ရဲ့လှန်ချက်ကြောင့်ပွဲချင်းပြီးသေဆုံးသွား